ပဲခူးမြို့စူတောင်းပြည့်ရွှေမော်တော်စေတီတော်မြတ်ကြီးရဲ့2600ရှင်းနှစ်မြောက်ဗုဒ္ဓပူဇနီယပွဲတော်ကြီးကိုပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ကဦးဆောင်ပြီးဖျားတရားတန်ခါပူဇော်ပွဲနှင့်အတူပျော်ပွဲရှင်ပွဲမှာပါဝင်မှာဖြစ်ပြီးမလ29ရက်နေ့မှဧပြီလ9ရက်နေ့အထိ10ရက်ကြာစီကားတိုက်မြိုက်စွာကျင်းပသွားမှာဖြစ်တယ်လို့သိရပါတယ်။ဖျားပူဇော်ပွဲမှာပန်းရည်ချမ်းစီမီအမွှေးနဲ့သာစွန်းတစ်တီးစွန်းတို့ဖြင့်စက်ကပ်လူနံပူဇော်ကအနေကစားတင်ချင်းကုသိုလ်ဆောင်ရွက်သွားမှာဖြစ်ပြီးတရားပူဇော်ပွဲမှာပိမ့်ပိတ်ထားတဲ့တန်ဃာတော်အရှင်သူမြတ်များကပဋ္ဌာန်းဒေသနာတော်များရွတ်ဖတ်ပူဇော်ခြင်းပရိတ်တရားတော်များရွတ်ဖတ်ပူဇော်ခြင်းကုသိုလ်ဆောင်ရွက်သွားမှာလည်းဖြစ်ပါတယ်။တန်ဃာပူဇော်ပွဲမှာလည်းပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ကဦးဆောင်ပြီးတန်ဃာတော်အရှင်သူမြတ်အပါ900အားစွန်းဆန်စိန်လောင်းလူခြင်းနဝကာမအလူငွေများလှူဒန်းခြင်းကုသိုလ်များဆောင်ရွက်မှာဖြစ်ပါတယ်။ဒါအပြင်ဗုဒ္ဓအတန်သာသနာ့ဗိမာန်တော်ကြီးရဲ့မြောက်ဖက်ကွင်းမှာဈေးဆိုင်ခန်းများအပျော်စီးလေနဲ့ကလေးကစားကွင်းများအပြင်ဇက်တပ်ပင်အဖွဲ့နဲ့တေးသရုပ်ဖော်ပရိသအကပွဲအဖွဲ့များကပါဝင်ကပြဖျော်ဖြေခြင်းတို့ဖြင့်စီကားတိုက်မြိုက်စွာကျင်းပသွားမှာဖြစ်တယ်လို့သိရှိရပါတယ်ရှင်။